င်္ဂလာပါရှင်မိထက်ရှိမှာရရှိနိုင်တဲ့အစားအသောက်လေးတွေကိုမိထက်ကြီးညာပြစေရှင်မိထက်ရှိမှာငနီတူကျော်လေးရပါမယ်ရှင်$13ပါ$13နဲ့ရောင်းချပေးပါတယ်ရှင်ဒီမှာမိထက်ရဲ့ပဇွန်ကြောင့်ငပြန်ရည်ကျော်3တုပ်ပဲကြံပါတော့တယ်ရှင်အဲ့ဒါကို$16နဲ့ရောင်းချပေးပါတယ်တန်နဲ့အများကြီးပါပါတယ်နော်300 gram တော့ပါပါတယ်10သားကို160 gram ရှိတယ်10သားကြော်ပါပါတယ်ရှင်နော်300 gram ပါပါတယ်ဒါကမိထက်$16နဲ့ရောင်းချပေးပါတယ်စားလို့အရင်ကောင်းပါတယ်ရှင်သူကဒီအမေကြီးอ่ะဗောနော်ပဲစီတစ်မျိုးနဲ့ပဲကြော်တာပါဒီနောက်မှာပါပါတယ်နော်ဒီနောက်မှာတာရှေခန်းဓာတုစေဝါများလုံးဝမပါဝင်ပါပဲစီမြေပဲစီတန်တစ်မျိုးတည်းကိုသာအသုံးပြုထားပါသည်အေးအေး6တွေ့သောနေရာတွင်ထားပါတဲ့တတိတရမှာပေးကြသူများကျေးဇူးတင်ပါတယ်ရှင်တဲ့ Facebook လိပ်စာလည်းပါတယ်ဗောနော်ဒီမှာအကုန်လုံးဒီမှာ Facebook လေးရှိတယ်ဆက်သွယ်ရဖုန်းနံပါတ်တွေလည်းရှိပါတယ်နော်ပဲစီတစ်မျိုးတည်းနဲ့တော်ပါတယ်ရှင်နောက်တစ်ခုကတော့မိုးကုတ်ပရိဒါအညွန့်ရိုးရိုးပဲဖြစ်ပါတယ်$15နဲ့ရောင်းချပေးပါတယ်ရှင်ဒါကတော့$15ပါရိုးရိုးပဲမိထက်ခုလောလောဆယ်တင်ပါတယ်ရှင်$15ပါရှင်နောက်တစ်ခုကတော့မိုးကုတ်ပရိဒါ$15နဲ့မိထက်ရောင်းချပေးပါတယ်ရှင်မိုးကုတ်ပရိဒါမိထက်ရဲ့ဒီနှစ်ပြန်ကြော်လေးပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ပဇွန်ကြောက်10သားအထုပ်လေးတွေကိုမိထက်$15နဲ့ရောင်းချပေးပါတယ်ရှင်ဒီမှာပဇွန်ကြောက်ပါ$15နဲ့မိထက်ရောင်းချပေးပါတယ်ရှင်မိထက်ကပဲကြော်ကြိုက်တော့ပဲကြော်လေးပါမှားလိုက်ပါတယ်စားကျင်သူများအတွက်လည်းမှားလို့ရပါတယ်အရန်ကြီးတော့သူကကြေလွယ်တဲ့အတွက်ပေါ့နော်အားပေးကျင်သူများလည်းအားပေးနိုင်ပါတယ်ဒါက$9နဲ့ရောင်းချပေးပါတယ်ရှင်မိထက်ရှိမှာငပိရည်အတင်စားအထုပ်လေးတွေရှိပါတယ်နော်ဒါလေးတွေက$3ပါရှင်$3နဲ့ပဲရောင်းချပေးပါတယ်ငပိရည်အတင်စားလေးပါရှင်ဒါကတော့ရခိုင်မုတ်တီအနှစ်6လေးပဲဖြစ်ပါတယ်ဟိုကအိမ်မှာရင်းနှီးလေးတည်ပြီးတော့ရခိုင်မုတ်တီအနှစ်6လေးကို$3နဲ့ရောင်းချပေးပါတယ်ရှင်မိထက်ဥဆက်ကြီးကတော့$4နဲ့ရောင်းချပေးပါတယ်ရှင်ငရုတ်ကြီးမဟုတ်$4ပါရှင်ရခိုင်မုတ်တီအနှစ်ကိုမိထက်$3နဲ့ရောင်းချပေးပါတယ်ရှင်သူကရင်းနှီးပူလေးမှာထည့်လိုက်လို့ရှိရင်မိထက်တို့ရဲ့ရခိုင်မုတ်တီမုတ်ဖက်လေးကိုကြိုလိုက်မုတ်ဖက်လေးကိုမိထက်တို့လုပ်ပြီးတဲ့အခါကျလို့ရှိရင်ဒီကြော်လေးနဲ့တွဲစားလို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အားပေးချွေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်တစ်ခုကချစ်ခင်ကြီးတော့ယုံကြည်ပြီးတော့အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းမိထက်အများကြီးကျေးဇူးတင်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ page တွေကလည်းအများကြီးရှိတယ်နောက်တစ်ခုကလည်းယုံကြည်မှုကလည်းအရန်လိုအပ်တယ်ပေါ့နော်ယုံကြည်လို့ဒါကိုယ်တကူးတကပတ်ဆက်အပုံလိုက်ပေးပြီးတော့လာမှာတာပေါ့နော်မယုံကြည်ဘယ်သူမှမလာဘူးပေါ့နော်နောက်တစ်ခုကချစ်ခင်တဲ့စိတ်ကလည်းအရန်ကိုအရေးကြီးပါတယ်เนาะအဲ့ဒါကြောင့်မိချက်တကယ်ကိုလေးစားတန်ဖိုးထားပါတယ်ရှင်အားလုံးကျမ်းမာချမ်းသာကြပါစေစိတ်ချမ်းသာကိုကျမ်းမာကြပါစေစီးပွားရေးတွေလည်းတိုးတက်နိုင်ကြပါစေအခက်အခဲတွေလည်းအများကြီးမိထက်တူတူကြော်လွှား